အဲ့ဒီလူကထိတ်တန်းစားပုံမှုတယောက်ဖြစ်ပေမဲ့လမ်းဘေးကအစားအစာဆိုင်လေးတစ်ခုမှာခစ်တရနာခဲ့ပါတယ်သူကငရမ်းခောက်ဆွဲတပွဲမှာလိုက်ပြီးကောင်မလေးရဲ့တိတ်မကျွမ်းကျင်တဲ့ဓာတ်ကင်ပုံကိုကြည်ရင်မနေနိုင်ပဲအကြံဉာဏ်အချို့ဝင်ပေးခဲ့မိတယ်သူစားခါနီဆဲဆဲမှာပဲစီပင်သားရစစ်ဆေးရေးမှုတွေကရှောင်းတခင်စစ်ဆေးဖို့ရောက်လာကြပါတယ်အန်နာလည်းကြောက်လက်တကြားနဲ့ပစ္စည်းတွေကိုအမြန်သိမ်းပြီးထွက်ပြေးသွားခဲ့တော့တယ်နောက်ရက်မှာတော့ဂျက်ကအန်နာရဲ့ခောက်ဆွဲဆိုင်တွေကိုစွတ်အတင်းဝင်လာခဲ့ပါတယ်အန်နာကမနေ့ကလူမှန်းမြင်လိုက်ရတဲ့အခါမနေ့ကငရမ်းခောက်ဆွဲကြောင့်ပြဿနာတစ်ခုခုတက်ပြီးလို့ထင်သွားခဲ့တာပေါ့ဒါပေမဲ့မထင်မှတ်ထားပဲဂျက်ကအန်နာဆရာပေါ်ရန်ညိုးတစ်ခုရှိနေခဲ့ပြီးဒီနေ့တော့သူကလာရောက်စိန်ခေါ်တာဖြစ်နေပါတယ်သူတို့နှစ်ယောက်ဟာမိမိတို့ရဲ့လက်ရမုံဟင်းလျာတွေနဲ့ပြိုင်ပွဲဝင်ခဲ့ကြတယ်ဒီနေ့ရဲ့ပြိုင်ပွဲကတော့ငရမ်းခောက်ဆွဲပဲဖြစ်ပါတယ်နှစ်ယောက်လုံးငရမ်းကိုထုတ်ယူပြီးတဲ့နောက်အရင်ဆုံးသတိလစ်သွားအောင်ရိုက်ပြီးမှငါးကြေးခွန်တွေကိုချစ်ထုတ်လိုက်ကြတယ်ဒါပေမဲ့သူတို့ရဲ့ပုံစံတွေကတော့မတူညီကြပါဘူးဂျက်ကငါးကိုလှိဖြတ်ပြီးတဲ့နောက်မှာငါးကတကောင်လုံးမပြတ်စီးပဲတစ်ဆက်တည်းရှိနေတော့မှာပဲပြီးတော့သူကမိမုတ်ဆက်ကိုထုတ်ပြီးငါးကိုမိပူပေးလိုက်တဲ့အခါငါးကပြည်ကြီးငါးလိုမျိုးကွေးလိတ်သွားခဲ့တယ်အခြားတစ်ဖက်မှာတော့ဆရာဖြစ်သူကဓာတ်ကိုအန်နာလက်ထဲအပ်လိုက်ပါတယ်ဆရာရဲ့လမ်းညွှန်မှုအောက်မှာပဲအန်နာကငါးကို30ဒီဂရီဆောင်းပြီးအကွင်းလိုက်အလော်ပါလေးတွေလှိဖြတ်ကအသေးချာချက်ပြုတ်ထားတဲ့ဟင်းရည်အိုးထဲမှာထည့်ချက်ပြီးပြန်ဆယ်ယူလိုက်တယ်နောက်ဆုံးအဆင့်မှာတော့ဆရာကအန်နာကိုတားလိုက်ပါတယ်ဆရာနဲ့ဂျက်တို့ကြားကရန်ညိုးကိုဒီနေ့ပဲအပြည့်ရှင်းရမှာဖြစ်ပုံရတယ်ဆရာကစားနုလေးတွေကိုယူပြီးခောက်ဆွဲပေါ်ဖြူလိုက်တယ်နောက်ဆုံးမှာတော့ခောက်ဆွဲပေါ်ကိုစီပူလောင်းချလိုက်တဲ့အခါရှီချွမ်းမြုပ်ကောင်းရဲ့မွေးပြန့်တဲ့ရနံကလွတ်ပြန်လာခဲ့ပါတယ်ဂျက်ကလည်းသူ့ရဲ့နောက်ဆုံးအဆင့်ကိုရောက်ရှိနေပါပြီသူကချက်ပြုတ်ထားတဲ့ဟင်းရည်ကိုခောက်ဆွဲနဲ့တိတိကျကျတမအောင်နယ်လိုက်ပြီးအသင့်ပြင်ထားတဲ့ငရံကိုခောက်ဆွဲပေါ်တင်လိုက်တယ်နောက်ဆုံးမှာတော့ Rosemary အရွက်လေးတွေဖြူလိုက်တဲ့အခါဟင်းလျာကအပိတက်သွားခဲ့ပါပြီအန်နာနဲ့သူ့ရဲ့စီနီယာအကိုကြီးတို့ဟာအရန်ကိုရင်ခုန်စိတ်လှုပ်ရှားနေကြတယ်စင်အောက်ကဒိုင်လူကြီးတွေကဂျက်ကိုမဲပေးခဲ့ကြပါတယ်သူ့ရဲ့ငါးကညှိနှက်မနှံပဲနူးညံ့နေပြီးခောက်ဆွဲချက်ပြုတ်ထားတဲ့ငါးဟင်းရည်ကလည်းလက်ဆက်ပြီးအရသာလေးနဲ့လာပါတယ်ဆရာအလှည့်ရောက်လာတဲ့အခါမှာတော့ဒိုင်တွေကအချိန်တော်ကြာအောင်စကားမပြောနိုင်ပဲဖြစ်သွားကြတယ်တကယ်တော့လွန်ခဲ့တဲ့မကြာခင်ကတင်အန်နာကဆရာရဲ့အရသာခံအာယုံမှာပြဿနာရှိနေတာကိုသိရှိသွားခဲ့တာပါဆရာကိုစိတ်မကောင်းမဖြစ်စေချင်တဲ့အတွက်အန်နာကဆိုင်ကဟင်းခတ်အမွေးကြိုင်အားလုံးကိုတစ်စိတ်တစ်ခုတည်းနဲ့လဲလှယ်ပေးထားခဲ့ပြီးဆရာအနေနဲ့အချိုးစားကိုမှန်းဆရလွယ်ကူအောင်ပြုလုပ်ပေးထားခဲ့တာဖြစ်ပါတယ်နောက်ဆုံးမှာတော့ဂျက်ကအနိုင်ရသွားခဲ့ပါတယ်အန်နာကဂျက်ကိုလိုက်ရှာပြီးရှင်ကပြန်ပွဲကပေးထားတဲ့ဟင်းခတ်အမွေးကြိုင်တွေရဲ့ဟာကွက်ကိုအသုံးချပြီးကျမဆရာကိုစိန်ခေါ်ခဲ့တာပဲရှင့်အနေနဲ့ဆရာရဲ့အရသာခံအာယုံပျက်စီးနေတာကိုကြိုသိနေခဲ့တာလားလို့မေးလိုက်တယ်အတိအကျအဲ့ဒီအချိန်မှာပဲဆရာကအန်နာကိုအမြန်ပြန်လာဖို့လှမ်းခေါ်လိုက်ပါတယ်ဂျက်ကထိုးအတန်ကိုကြားလိုက်ရတဲ့အခါစွန့်သွားခဲ့ရတယ်ဒါဟာသူငငယ်ကလေးကကွဲကွာခဲ့တဲ့ညီမလေးရဲ့နာမည်အတိအကျဖြစ်နေလို့ပါပဲသူကဒီအကြောင်းကိုဆက်မေးချင်ခဲ့ပေမဲ့ကောင်မလေးကသူ့ကိုတကယ်မနှမျိုးတဲ့အတွက်လှည့်ထွက်သွားခဲ့ပါတယ်ဒီအချိန်မှာပဲသူ့ရဲ့ဖုန်းထဲကိုညီမဖြစ်သူကိုရှာဖွေတွေ့ရှိသွားပြီဆိုတဲ့စာတိုတစ်စောင်ဝင်လာခဲ့တယ်မထင်မှတ်ထားပဲပို့လိုက်တဲ့ဓာတ်ပုံကတော့အန်နာရဲ့ပုံရိပ်ဖြစ်နေခဲ့ပါတယ်အဲ့ဒီလူလည်းမင်းသက်အံ့ဩသွားရပါတော့တယ်